ယခုပုံနေပါရှိတဲ့ဖုံဖုံဟာတစ်ချိန်လုံးဟာလူမျိုးရေးအစွန်းရောက်တဲ့ post တွေဘာသာရေးအစွန်းရောက်တဲ့အပြောတွေကြောင့် Facebook မှာနာမည်ကြီးတဲ့ဖုံဖုံတယောက်ဆိုလည်းမမားပါဘူးယခုခါမှာတော့သူဖုံဖုံနဲ့ဖះကောပကတူဖြစ်တဲ့ဦးရဲအောင်တို့ဟာရှိတကုတ်ဖះဘောကရွှေတွေပျောက်သွားတယ်ဆိုတဲ့အကြောင်းရင်းဟာမဟုတ်ပဲနဲ့ဆရာနာရှင်တွေကမခိုးကြောင်းကိုကာကွယ်ပြောဆိုထားတဲ့ဗီဒီယိုဖိုင်တစ်ခုကိုအားလုံးသိရှိစေရတဲ့အတွက်ဖော်ပြပေးလိုက်ရပါတယ်။ဒီဗီဒီယိုဖိုင်ထဲမှာသူတို့နှစ်ဦးကာကွယ်ပြောဆိုထားတဲ့အကြောင်းအရာတွေဟာတကယ်ပဲမှန်လားမမှန်လားဆိုတာတော့သူတို့နှစ်ယောက်ရဲ့ပြောဆိုထားတဲ့ဗီဒီယိုဖိုင်ကိုကြည့်ရှုပြီးတော့လေ့လာသုံးသပ်ကြပါအောင်လို့လည်းပြောဆိုချင်ပါတယ်။ဒီဗီဒီယိုဖိုင်ကိုကြည့်ရှုပြီးတော့ပြီဆိုရင်လည်းဘသူကမှန်လဲဘသူကမှားလဲဘသူကလိန်ညာနေလဲဘသူကစစ်အာဏာရှင်တွေကိုကာကွယ်ပေးနေတာဟုတ်လားမဟုတ်လားဆိုတာကိုလည်းမိမိရဲ့ဆုံးဖြတ်ချက်လေးနဲ့ဝေဖန်သုံးသပ်ပေးကြပါဦးလို့မေတ္တာရက်ခံချင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ကိုဆိုင်ရေကျွန်တော်တော့အသက်နဲ့ရင်းပြီးတော့ကျွန်တော်ကာလကျွန်တော်ထမ်းဆောင်နေတဲ့ကာလအတွင်းမှာရှိတကုံစီတော်ရဲ့ငွေကြေးတွေရွှေတွေကိုမြည်သည့်အဖွဲ့အစည်းခုနကတော့မြည်သည့်ပါတီမြည်သည့်အစိုးရကမှစေကိုင်းညွှန်ကြားချက်ထုတ်ပြန်ခုနအမိတ်အာဏာပေးချက်ဖြင့်တခါဘူးမှငွေကြေးတွေကိုလာရောက်၍လွှဲပြောင်းခြင်းပေးရခြင်းဟလာအပိုင်စီးခံရခြင်းမရှိခဲ့ဘူးအဲ့အတွက်ကြောင့်တပည့်တော်အသက်နဲ့ရင်းပြီးလောင်းမယ်အဲ့ဘက်ကမဟုတ်တာဟလာယူနေပါရဲ့လို့ပြောရလို့ရှိရင်လည်းအဲ့ဒီလိုမျိုးလောင်းကြီးကတော့ကြီးတယ်လို့အဲ့လိုမျိုးလောင်းကြီးရှိမယ်ဆိုရင်အဲ့လောင်းကြီးလေးနဲ့လုပ်ချင်တယ်လို့နှုတ်လို့ရှိရင်တော့ပြောရတာရတာမရှိတာပါဘူးလို့နောက်တစ်ချက်ကဟိုရွှေတကူမှာတခါနောက်တစ်ခါပုံထက်တက်လာပြန်ရောဘာပုံတက်လာလဲဆိုတော့ရဲတွေတန်တစ်တာကိုနောက်ဘက်မဟုတ်အလဲပြစ်စင်ကနေပြီးတဲထုတ်နေတဲ့ဟာကိုသူကတင်းလာပါတယ်ဗျာအဲ့ဒါလည်းပဲဒါတပည့်တော်ရှိတဲ့ကာလပါအဲ့ဒါလည်းပဲတကယ်တမ်းဆိုလို့ရှိရင်တော့ရက်တိုင်ရင်နေတပည့်တော်တို့ရွှေကုန်းစီယာဇေဒီတော်ကြီးလုံခြုံရေးအတွက်တတ်မတော်ရဲရောတပည့်တော်တို့ရွှေကုန်းလုံခြုံရေးရောအဖွဲ့၃ဘွဲ့ထားတယ်ဗျာအဲ့ဒီအဖွဲ့၃ဘွဲ့ကတပည့်တော်တို့ရွှေကုန်းဇေဒီတော်ကြီးကိုနေ့နေ့ညညစောင့်ကြကာကွယ်စောင့်ရှောက်နေရတယ်ဗျာအဲ့တော့အဲ့ဒီနေ့မှာတပည့်တော်တို့ဒီရက်တိုင်ရင်က၄လပြည့်ရင်သူတိုင်ရင်တစ်ခုလဲတယ်ထိုနည်း၎င်းပဲတတ်မတော်ကလည်းပဲ၄လပြည့်ရင်တိုင်ရင်တစ်ခုလဲတယ်ဟုတ်ပြီပုံမှန်မနေရအောင်ဟုတ်ပြီပုံမှန်မနေရအောင်၄လပြည့်တိုင်းတစ်ဆက်ပြောင်းပေးရတယ်အဲ့လိုပဲရက်တိုင်ရင်ကလည်းပဲတစ်ဆက်ပြောင်းပေးရပါတယ်ဗျာအဲ့ဒီကအဲ့ဒါပြောင်းတာသူတို့ရက်တိုင်ရင်ကသူတို့ရဲ့ပစ္စည်းလေးတွေကိုတန်တစ်တာလေးနဲ့တည်ပြီးတော့ပြောင်းကြတယ်ဒါအမြင်များစံတန်ပြောင်းကြရပါတယ်ဗျာအဲ့တော့ဖက်နဲ့တချို့လည်းမချွတ်ထားတာတွေ့ရတယ်ဗျာဟောသူတို့ကပြန်ချွတ်ရင်ကြာကြီးဝဲရတာကိုသူကတည်ပြီးရတယ်ပြီးပြီလေကားပေါ်တင်ပြီးသွားပြီခင်ဗျာဝေဝစားအဖွဲ့လို့ဖြစ်နေတော့မှန်ပါတယ်ဗျာအဲ့ဒါနဲ့အဲ့ဒီဟာကိုလည်းပဲဒါရွှေတွေတည်နေတယ်ဆိုပြီးတော့ပြောတယ်အဲ့ဒီလောက်တန်တစ်တာကိုနှစ်ယောက်ထဲနဲ့မှလို့ရှိရင်ရွှေတာဆိုလို့ရှိရင်ခါကိုက်နေမှာဗျာဘလို့မှမလို့ရနိုင်မှာမဟုတ်ရွှေရဲ့လေးချင်အရမ်းများတာကိုသူတို့ပိုင်တဲ့ပစ္စည်းလေးတွေကိုတည်ခြင်းဖြစ်ပါတယ်ဗျာဒါကတော့ရွှေတကုံစီတော်ကြီးနဲ့ပတ်သက်လို့ပါဗျာကောင်းပါတယ်အလွန်လဲတန်ဖိုးရှိပါတယ်ဦးစင်းလဲကျင်းနှံ့မိပါတယ်ဘာကြောင့်လဲဆိုတော့မဖြစ်မနေပေါ့လေဒီကိစ္စကြီးနဲ့ပတ်သက်လို့ဒကာကြီးဒေါက်တာရဲအောင်ဟာရွှေတကုံစီတော်မှာလဲ9ရက်နေ့မတ်လ9ရက်နေ့ဒီတာဝန်ရှိခဲ့တယ်ဆိုတော့အာနာသိန်းအစိုးရပဲပြောအာနာထိန်အစိုးရရဲ့တရက်ကနေပြီးတော့28ရက်ကဒီဘက်က9ရက်ကရက်ပေါင်း39ရက်လောက်ကိုကောင်းကောင်းတာဝန်ယူခဲ့ရတယ်မှန်ပါတယ်ဗျမှန်ပါဒီနေ့အာနာသိန်းကြီး45ရက်လောက်ပဲရှိသေးတယ်မှန်ပါဗျဒီလိုလှုပ်ရှားမှုမှာအဓိကကျတဲ့အချက်လက်ကတာနာကိုဖျက်ဆီးတယ်ဒီအစိုးရဒီတက်မတော်ဒီရဲဘော်ဒီစစ်သားဒီရဲဒါမှမဖြစ်သေးကြလားအဲ့ဒါကူကတခါကြီးခုနပြောတဲ့နောက်ွယ်ကတတိယပါတီရဲ့ပြစ်ချက်ပဲဒါဥစဉ်သုံးသပ်ကြည့်တာလေအဲ့တော့တပည့်တော်အဲ့ဒီမှာအေးလို့ပေါ့အထူးလျှောက်ရှင်နေဗျာဘုဓမ္မတိကြပါကိုဖြစ်တယ်သာသနာအကျိုးမထမ်းဆောင်ဘူးလို့ပြောတဲ့လူတွေအတွက်တပည့်တော်ဖားရပြီးပြောခြင်းမဟုတ်ပါဘူးဗျာတပည့်တော်ကိုတွေ့ပါဗျာ2016ခုနှစ်ကတီဘောမင်းတရားကြီးနှစ်တရာပြည့်ကန္နာကုံနဲ့အထိတ်မှတ်နဲ့တပည့်တော်တို့အိန္ဒိယနိုင်ငံကိုတွားကြပါလေဗျာအိန္ဒိယနိုင်ငံယတနာဂီရိထိတပည့်တော်ရောက်ပါလေဗျာဘုံဘေးမှာရွှေတကုံဇေဒီတော်ကြီးပုံတော်တူရွှေတကုံဇေဒီတော်ကြီးဆရာကြီးဥကိုအင်္ဂါတည်ခဲ့တဲ့ဘုရားကြီးကိုရောက်ခဲ့ပါတယ်ဗျာရောက်ခဲ့တဲ့အခါမှာတပည့်တော်နဲ့အတူအဲ့ဒီမှာဘုရားကိုတွားပြီးဒီယတနာမောယတနာဂီရိမှာတွားပြီးစုံလဲဆိုတော့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်အခုတမရာကြီးဦးမြင့်ဆွေဦးနဲ့တပည့်တော်ရဲ့တပြင်းတော့ရန်ကုန်တိုင်းတန်ခါနာယကဥက္ကဋ္ဌဆရာတော်ဦးဝိထိဗလရေတပည့်တော်တို့စုံခဲ့ပါတယ်ဗျာ
တပည့်တော်တို့နဲ့ဆရာဦးဝေဒီပလာကဆရာတော်ဦးဝေဒီပလာတစ်ဖွဲ့ပါဗျာဘုရားမူကြီးမင်းအောင်လိုင်းနဲ့ဟူတပရာကြီးဦးမြင့်ဆွေတို့ကတစ်ဖွဲ့ပါဗျာတပည့်တော်တို့အဲ့ဒီမှာသွားပြီးဆုံတဲ့အခါမှာမှတ်မှတ်သားပါဗျာဒီလှိုင်ကြီးကိုကြောက်တုံးတွေနဲ့ရွှေတကုံစေတော်ကြီးကိုတိဆောက်ထားပါတယ်ဗျာဘာသာသာသနာနဲ့ပတ်သက်လို့ဘုရားမူကြီးမင်းအောင်လိုင်းကဘလောက်များလေးလာတာလဲဆိုလို့ရှိရင်အဲ့ဒီကြောက်တုံးတွေအဲ့ဒီစေတီတော်ကြီးကိုအနဲ့တုံးနဲ့များပူဇော်ထားလဲဆိုတာကိုချက်ချင်းလက်ငင်းအလျားအမြောက်အနိုင်ယူပြီးတော့တက်တဲ့အဆင့်ကိုရှိပါတယ်ဗျာချက်ချင်းတွက်ပါတယ်ဗျာကြောက်တုံးဘယ်နှခုရတယ်ဆိုတာဘယ်နှတုံးနဲ့ပူဇော်တယ်ဆိုတာကိုသူချက်ချင်းဖြစ်ထွက်တယ်ဗျာဒါဘာသာသာနာတော်မှာယုံကြည်မှုရှိသလားမရှိဘူးလားဆိုတာကိုဒါနမူနာပါဗျာအဲ့တော့ဘုရားအနေတမရာကြီးဦးမြင့်ဆိုဟာကိုမင်းအောင်လိုက်မြန်လာဤလားတဲ့ဟာဟုတ်ကဲ့တမရာကြီးတဲ့ကျွန်တော်လဲအဲ့ဒါကျွန်တော်လဲတဲ့လေ့လာထားတော့တဲ့ဒီဟာကြီးကိုကျွန်တော်စိတ်လဲရမ်းဝင်စားတယ်စတဲတဲ့ဟာတဲ့တဲထားတော့ဒါပေမဲ့မရောက်ခဲ့တော့ဘယ်နှတုံးနဲ့ဘယ်လိုတိဆောက်ထားလဲဆိုတာမပြောအခုကြည့်ရတော့အရန်ကြည်နူးဖို့ကောင်းပါတယ်တဲ့ဒါပြီးတော့အဲ့မှာတခါထပ်ပြီးတော့ဒီဘက်တော်တို့ဥကိုရင်ကဝယ်ထားခဲ့တဲ့မြေကြီး10 ဧကလားဧက20လားမသိဘူးအဲ့နေရာနဲ့ကြောင်းနဲ့မလောက်ဘူးနောက်တစ်ခါဗိမာန်တစ်ခုလဲစောက်ချင်တယ်လို့အဲ့ဒီကဘောပကတွေကပြောတယ်ဗျာပြောတဲ့အခါမှာဘုရားမူကြီးမင်းအောင်လည်းကကျွန်တော်ပတ်စံစုပြီးတော့ကျွန်တော်တို့ဒီတက်မတော်အနေနဲ့အကုန်လုံးအလူခံပြီးတော့ကျွန်တော်တို့ကိုယ်တိုင်လည်းပဲပါဝင်ပြီးတော့လှူပါမယ်ဗိမာန်တစ်ခုလှူပါမယ်တကယ်တမ်းတော့အိန္ဒိယနိုင်ငံမှာဗုဒ္ဓဘာသာဆိုတာဥပ္ပလင်းပြောလို့ရှိရင်ဒုတိယနေရာပါပဲရှိပါတယ်ဗျာပထမနေရာမှာမရှိပါဘူးဖျားပွင့်တာအိန္ဒိယမှာပွင့်တော်လည်းပဲဘာသာတရားနဲ့တော့တပည့်တော်ဒုတိယနေရာပဲရှိတယ်အဲ့တော့ခုမှလည်းအလှဆိုတာမရှိဘူးဗျာမရှိဘူးမရှိတဲ့အတွက်ကြောင့်ကိုဖျားလည်းရှင်းပြောရင်လူမရှိဘူးဗျာလူမရှိတာရုပ်ဖူးပဲလူမှန်ဖြစ်တာတို့ရွှေတုံပုံတော်အနေနဲ့ဒါဂုံမြုပ်ပူဇော်တဲ့သဘောပဲရှိတယ်လေဗျာအဲ့တော့ဒီကနေပြီးတော့အဲ့ဒီဓမ္မဗိမာန်ကြီးလည်းလှူမယ်အဲ့လူတဲ့ညီဧကကိုလည်းဝဲလှူမယ်ဆိုပြီးတော့ဒါတပည့်တော်ကိုယ်တိုင်ကြားတာဗျာတပည့်တော်အဲ့ဒီဘေးနားမှာတပည့်တော်တို့အကုန်လုံးရှောက်ကြည့်တော့တပည့်တော်ဘေးနားမှာရှိပါတယ်ဗျာရှိတော့သူတို့လို့ရှိပါတော့ပတ်တန်းတွေတပ်ပုံတွေရှိပါမယ်တပည့်မှာတော့မရှိဘူးဟိုမှာဆရာတို့ဦးဝေဒီပလာပေါင်တော့ပတ်တန်းတပ်ပုံတွေရှိပါတယ်ဗျာအဲ့လောက်ထိနိုင်ငံခြားကသာသနာဘုရားသာသနာဂူတော်စိတ်ဝင်စားရှိတယ်ဗျာကောင်းပါပြီဘာပြောဒီကနေ့ဒီဓာကြီးစီကဦးဇင်းစိတ်ဝင်စားပွဲဖြစ်ပြီးတော့ဓာကြီးကိုယ်တိုင်လည်းအတွေ့အကြုံနဲ့အတူရှင်းလင်းတင်ပြပြီးတာတဏှာကြီးတိဒီကိုင်းနဲ့ဦးဇင်းနဲ့ဆွေးနွေးလဲရတယ်လို့ပါတော်ကြာပဲဗျာတကယ်လဲဟိုတန်ဖိုးလဲရှိပါတယ်တင်ပါဗျာဦးဇင်းဓာရိုက်တင်လို့မရဘူးဆိုရင်ဦးဇင်းကတ်လုပ်ပြီးတော့အပိုင်းလေးတွေတင်လိုက်ပါမယ်တင်ပါဗျာဒီအတွက်လဲဒီကိုင်းကိုပထမဆုံးကျေးဇူးတင်ပါတယ်ဆိုသလို generation XYZ ပေါ်မှာဒီကိုင်းရဲ့အမြင်တွေနောက်ပြီးကြတော့ဒီလိုတတိယပါတီရဲ့နိုင်ငံနဲ့လူမျိုးဘာသာနဲ့တာနာကိုဖျက်ဆီးနေတဲ့တတိယအဖွဲ့အစည်းတစ်ခုအနေနဲ့ဘာသူမှမသိပဲဥဆောင်ပြီးတော့ခုနလိုနောက်ကနေပြီးတော့လိုက်လံနှောက်ယှက်ဖျက်ဆီးနေတာတကယ်နိုင်ငံရေးမဟုတ်တဲ့ပျက်စီးရေးအလုံးစုံပျက်စီးရေးဆိုတာကြီးကိုဒီနေ့သားငယ်တွေလူငယ်တွေတိုင်းပြည်ကိုတကယ်ချစ်တဲ့ဆိုရင်တကယ်ချစ်တဲ့လူငယ်တွေရဲ့သွေးတွေနဲ့ရေးရမယ့်နေရာမှာနိုင်ငံတော်တိုးတက်ရေးပဲရေးသေးတယ်နိုင်ငံတော်အာဏာရရှိရေးကိုမရွေးစေချင်ဘူးဒီကနေ့သားငယ်သမီးငယ်တွေကသူတို့သွေးနဲ့ရေးမယ်ဆိုတာနိုင်ငံတော်ကြီးတိုးတက်ချမ်းသာအောင်မရွေးပဲနိုင်ငံတော်အာဏာကိုငါတို့သွေးနဲ့ပေးဆက်နေတာကွာလွဲချော်နေတယ်လို့ဦးဇင်းမြင်မိတယ်ဒီထဲမှာဦးဇင်းတို့ရဲ့သားတွေသမီးတွေဒီလိုပဲဒီကနေ့မှာလင်းနေမြားတွေသားနဲ့အဖတွေဒီကနေ့ကာလလေးထဲမှာပြက်တီးပြက်ဆုံးသွားတာအများကြီးပဲဒါကြောင့်ဓမ္မမိတ်ဆွေတို့ဒီကနေ့ဒီကကြီးဒေါက်တာသာနာနုကရန်ကုန်တိုင်းဥက္ကဋ္ဌဒေါက်တာရဲအောင်နဲ့ဆွေးနွေးခြင်းဟာဒီကဏ္ဍပြီးသွားပြီဦးဇင်းဒေါက်တာရဲအောင်နဲ့အထူပါလာတဲ့မင်းသားကူနီဆိုင်တဲ့ဆက်လက်ဆွေးနွေးကြပါမယ်အခုလိုတင်ပြပေးတဲ့လူဝိုက်ချက်တွေကိုလည်းဦးဇင်းကိုဆက်လက်ပြီးတော့ဆွေးနွေးနိုင်ပါတယ်ဒေါက်တာရဲအောင်ရဲ့ဖုန်းနံပါတ်ကလေးကိုလည်းပြောပြီးတော့လမ်းပြီးတော့မေးပြီးဦးဇင်းပေးလိုက်ပါမယ်ဟိုဘာလို့လဲဆိုတော့မလိုအပ်တဲ့ပြဿနာတွေလည်းမဖြစ်စေချင်လို့ဓမ္မမိတ်ဆွေများအနေနဲ့ဆက်လက်ပြီးတော့အမျိုးဘာသာနာချစ်ကြပါအခုလိုရောက်ရှိလာတဲ့ဦးဇင်းကိုသင်္ကန်းကန်ရဲ့ဒီအကြောင်းလေးတွေဆွေးနွေးခွင့်ရအောင်စီစဉ်ပေးတဲ့သဘောတွေပါတဲ့တူမြစ်တာကိုလည်းအများကြီးနားလည်လို့နောက်ထပ်ဆက်လက်တင်ပြချင်တာကရွှေကုန်းစေကြီးမှာဒီကနေ့ဖျားကရွှေတွေခွာတယ်ဆိုတဲ့ကိစ္စဟာဒီတက်မတော်အစိုးရရဲ့ဒုတိယဒီတက်မတော်အစိုးရဆိုတဲ့တော့ဘယ်လိုလဲအာဏာသိမ်းကောင်စီပေါ့အာဏာထိန်းကောင်စီပေါ့
တမတော်ကောင်စီပေါ့ဦးဇင်းတို့ဒီကလုံးပေါ်မှာဝိရဒမကွဲပါမသိစေချင်ပါဘူးအဓိကတော့သူတို့လက်ထက်မှာရွှေတကုံကိုဆက်လက်ဆောင်ရွက်ခြင်းတွေမှာအားနည်းချက်အသာချက်တွေကိုလည်းဦးဇင်းကိုယ်တိုင်တွားရောက်မင်းမြန်းခြင်းသလိုဒကာကြီးဒေါက်တာလိုက်လာမယ်ဆိုရင်အတူသွားပြီးတော့တခါတည်းပြေလည်အောင်ဖြည့်ရှင်းညင်ပါတယ်အခုလောက်ပြောကြပေးလဲအထူးကျေးဇူးတင်တယ်လို့ပြောကြရင်ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့လည်းကျမ်းမာချမ်းသာကြပါစေလူရဆန္ဒပြည့်စုံပါစေတာငယ်သမီးငယ်များနဲ့တကယ်နိုင်ငံတော်ကိုချစ်ပြီးနိုင်ငံတော်ရဲ့အသက်ကိုကာကွယ်နေတဲ့တာငယ်သမီးငယ်တို့ရဲ့တွေးတွေ generation XYZ ကိုဦးဇင်းလေးစားပါတယ်သို့တော့ကိုရွေးချယ်နေတဲ့လမ်းကိုလျှောက်တဲ့လမ်းဟာသူများမြောက်ပြီးတာမဟုတ်ဘဲနဲ့ကိုကိုယ်တိုင်နိုင်ငံတော်တိုးတက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုအရင်ကြိုးစားပါလောက်လေးတက်လက်နဲ့မရလို့လက်လုံတနတ်နဲ့လည်းမရနိုင်ပါဘူးနိုင်ငံသားတိုင်းပြည်ကိုအားကိုးပြီးတော့ကိုတိုင်းပြည်လာတိုက်မယ်ဆိုရင်ဗုဒ္ဓဂုဏ်ဆရာတော်ရှေ့တန်းကတိုင်းပြည်နဲ့လူမျိုးတွေအသေးခံမှာပါဒါရိုးလေးပဲပြောတာပါဘာကြောင့်လဲဆိုတော့ဦးဇင်းတို့တိုင်းပြည်မှာအင်္ဂလိပ်လက်အောက်ကိုရောက်ခဲ့တဲ့လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်မှာလဲတို့လူမျိုးတွေရဲ့နှလုံးသားထဲမှာဒီလိုပဲနိုင်ငံခြားအားကြတဲ့ယောဂကြောင့်တိုင်းပြည်ကျွံဖြစ်ခဲ့ရပြီအားကြတာကိုအမကြနဲ့မပြောပါဘူးအဲ့လိုတော်အောင်လုံနိုင်တဲ့အားကြခြင်းတွေဖြစ်ပါစီသူများအရေးကိုခိုးပြီးနှုတ်သက်ခံစို့ခြင်းနဲ့ဆင့်ပစ္စည်းကိုခွေးမြော်လို့မျောနေတဲ့စိတ်မျိုးနဲ့ကိုယ်နိုင်ငံကိုဖျက်ဖို့တော့မကြိုးစားပါနဲ့လို့တားငယ်သမီးငယ်များကိုပြောကြရင်ဗုဒ္ဓဂုဏ်ဆရာတော်ရဲ့နှလုံးသားဖွင့်လှစ်ခြင်းအနေနဲ့တင်းမြတ်ကနှုတ်ဆက်လိုက်ပါတယ်အားလုံးချမ်းမြေ့နိဗ္ဗာန်တွေ့ကအေးမြချမ်းသာရှိပါစေ